တွန်းလုံးလာလုံးခုံလုံးမတူအားကြောင့်လဲသိလားဘောလုံးကလေပါပြီးချင်းလုံးကလေမပါလို့အဲ့တော့ဒီဘောလုံးနဲ့ပတ်သက်ပြီးအဲ့လိုဖြစ်သွားရင်ဒီမှာထားပဲဒီမှာထောက်တာလောင်းမထောက်တာကိုဘောကိုသူများကြီးမပါစေရဘူးဘောပါနော်မပြန်ထားလိုက်ကားပဲအဲ့လိုဒါပဲနီးတယ်အဲ့လိုအဲ့ဒါဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ပြောရမယ်အားလုံးနားထောင်ပါအခုနီးပညာနဲ့ပတ်သက်ပြီးပြောမယ်ဘောလုံးကိုဘာနဲ့ကန်ရမလဲခြေထောက်နဲ့ no ရှင်ဘက်နဲ့ကန်ကမ်းမှာအဲ့ဆိုဒီလိုလေးပေါ့ဟာနားကြီးလားကွာကောက်မဟုတ်ပြီးတော့အေးဘောလုံးကိုရင်ဘက်နဲ့ကန်ဆိုတော့ရင်ဘက်ထဲကိုထည့်တာဘောကိုချစ်ပါဘောကိုတွေ့တော့ဘောကိုမျက်နှိုးပါဘောကိုယူမစဲဘောဘေးထွက်သွားတယ်ဘောလုံးကလည်းမရှိတော့ပဲနဲ့ဟုတ်ပြီနော်အဲ့တော့ဘောလုံးနဲ့ပတ်သက်လို့ technique တွေရှိတယ်စပြီနော်ဘောလုံးမှာစမူစာပုံ442ချွန်အော်ဒီလိုချွန်လေးချွန်လေးပြီးရင်အချခွေးပုံစမူစာဆိုလို့ချွန်ရမယ်အချခွေးဆိုလို့ခွဲထွက်မယ်အော်ဘေးကနေဟုတ်ပြီနော်ပလာတာပုံပလာတာဘောလုံးလို့တိန်နဲ့ခေါ်တယ်ပလာတာ